ဖះရှင်ကဗျာဒိတ်တော်ဘလို့ပေးခဲ့လဲဘလို့အိမ်မက်တွေပေးလို့ဖះတည်ခဲ့ကြလဲတပေါင်းတွေကရောမှန်နေသလားဒီလိုဗျာဒိတ်အိမ်မက်အတိတ်နမိတ်တွေသာမကပဲတပေါင်းလဲပေါ်ခဲ့တဲ့နေပြည်တော်ပြည်မသားမျိုးနဲ့၃မိုင်ခန့်အကွာမြင်းစီပန်းဝိုင်းရဲ့အနီးအင်းကြီးထဲမှာတည်ထားတဲ့တမိုင်းဝင်နေရောင်ပြအင်ဖះကြီးရဲ့စိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင်းရာများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့မြို့တော်ကိုနေပြည်တော်သို့ပြောင်းရွှေ့ရခြင်းဗျာဒိတ်ပေါ်ထွန်းလာပုံကိုကြည့်ရမယ်ဆိုရင်အလွန်တရာပျော်မွေ့ဖွယ်ကောင်းတဲ့ကုန်းအပြတ်နဲ့ကြာအင်းကြီးအကြောင်းကိုဥစွာလေ့လာရမှာပဲဖြစ်ပါတယ်။ဒါမှသာဒီမြေဟာဘလောက်အရေးပါအရေးကြီးကြောင်းကိုသိမြင်နိုင်မှာပဲဖြစ်ပါတယ်။ဘုန်းတော်6ပါးနဲ့ပြည့်စုံတော်မူတဲ့ဗုဒ္ဓမြတ်စွာဘုရားဟာပလာလဲတော်မှာပလာလဲစင်မီအလုတ်ကျွေးကိုခံယူတော်မူပြီးဝါဆိုတော်မူခဲ့ပါတယ်။တနေ့တော့အခါမှာပလာလဲစင်မင်းကို